မြို့သူမြို့သား200နီးပါးနေထိုင်ရာအဆောက်အဦကြီး Sport and Entertainment ကနေပြည်သက်ကြီးအားလုံးကိုကြိုးဆိုပါရခင်ဗျာ။ Alaska ပြည်နယ်ကဝစ်တီယာမြို့လေးမှာတော့မြို့ရဲ့ဒေသခံလူတွေအကုန်လုံးကအဆောက်အဦကြီးတစ်ခုထဲမှာပဲနေထိုင်ကြပါတယ်။ဝစ်တီယာမြို့ဟာအမေရိကန်နိုင်ငံ Alaska ပြည်နယ်ရဲ့တောင်ဘက်ကမ်းရိုးတန်းမှာတည်ရှိပြီးပတ်ဝန်းကျင်ကရေခဲမြစ်တွေနဲ့တောင်တန်းတွေဝန်းရံထားတဲ့စိတ်ကမ်းမြို့လေးဖြစ်ပါတယ်။ဒီမြို့ကိုကုန်းလမ်းကနေဝင်ရောက်ဖို့ဆိုရင်လည်းညဘက်မှာပိတ်လေရှိတဲ့မြေအောက်လှိုင်ကောင်းလမ်းတစ်ခုတည်းကိုသာအသုံးပြုရတာကြောင့်တော်တော်လေးဝေးလံပြီးတိတ်ဆိတ်တဲ့နေရာတစ်ခုပဲဖြစ်ပါတယ်။ဒီမြို့ရဲ့အထူးခြားဆုံးအရာကတော့မြို့သူမြို့သား200နီးပါးဟာ Biggest Tower လို့ခေါ်တဲ့14တဲ့အဆောက်အုံတစ်လုံးထဲမှာစုပေါင်းနေထိုင်ကြတာပဲဖြစ်ပါတယ်။ဒီ Biggest Tower ဟာဝစ်တီယာမြို့ရဲ့အသက်သွေးကြောဖြစ်ပြီးမြို့သူမြို့သားအများစုဟာဒီအဆောက်အုံထဲမှာပဲနေထိုင်လှုပ်လှုပ်ကကျောင်းတက်နေကြတာဖြစ်ပါတယ်။ Biggest Tower ကိုဒုတိယကမ္ဘာစစ်ပြီး1956ခုနှစ်ဝန်းကျင်မှာစစ်ရေးအတွက်ထောက်ကူပြုဖို့တည်ဆောက်ခဲ့တာဖြစ်ပါတယ်။မူလကဒါစစ်မှုထမ်းတွေနေထိုင်ဖို့တန်လျားဖြစ်ရည်ရွယ်ခဲ့ပြီးအနီးပတ်ဝန်းကျင်ကစစ်ရေးအဆောက်အုံတွေနဲ့ရထားလမ်းတွေအတွက်ထောက်ပံ့ပေးတဲ့နေရာတစ်ခုလည်းဖြစ်ခဲ့ပါတယ်။ဒီအဆောက်အုံကိုဆောက်လုပ်ခဲ့ရတဲ့အဓိကရည်ရွယ်ချက်မှာလက်စကားရဲ့ပြင်းထန်တဲ့စောင်းရသည့်တန်းကိုအလွယ်တကူခံနိုင်ရှိအောင်ဒီဇိုင်းထုတ်ထားတာပါဝင်ပါတယ်။အပြင်ဘက်ကိုသွာလာစရာမလိုပဲအားလုံးကိုတနေရာထဲမှာစုစည်းထားပြီးအေးခဲတဲ့ရာသီဥတုဒဏ်ကနေကာကွယ်နိုင်ဖို့စစ်ရေးဖြူဟာရရည်ရွယ်ခဲ့တာပဲဖြစ်ပါတယ်။ Biggest Tower အဆောက်အုံဟာမြို့တစ်မြို့လုံးရဲ့လိုအပ်ချက်တွေကိုပြည့်မီစေနိုင်လောက်အောင် facility အပြည့်စုံပါဝင်ပါတယ်။အဆောက်အုံထဲမှာနေအိမ်ခန်းတွေပြင်စာတိုက်ရဲစခန်းဖျားရှိခိုးကြောင်အသေးစားစေကန်းအဝိရှော်ခန်းမိုးလုံလေးလုံးကစားကွင်းနဲ့ကုံစုံဆိုင်တို့တစ်ဆက်တည်းတည်ရှိပါတယ်။နောက်ထပ်အကြောင်းအရာတစ်ခုကိုဆက်သွားဦးမှာဖြစ်လို့ channel ကို like လုပ်ပြီး subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်။ဝစ်တီယာရေခဲမြစ်တွေဝန်းရံထားတဲ့ဂျိုင်ဝမ်အတွင်းမှာတည်ရှိပြီးတောင်းရသည်ရောက်ရင်ရာသီဥတုကအလွန်ပြင်းထန်ကတနေ့တာရဲ့ပြန်မြမိုးရွာနှုန်းနဲ့နှင်းကြနှုန်းကလည်းအမေရိကန်ပြည်ထောင်စုမှာအမြင့်ဆုံးနေရာတွေထဲကတစ်ခုဖြစ်ပါတယ်။နှင်းတွေဟာအမြင့်ပေရာနဲ့ချီကျဆင်းလေရှိပြီးအေးခဲတဲ့လေပြင်းတွေကလည်းဒဏ်ပေးလေရှိပါတယ်။ဒီလိုပြင်းထန်တဲ့ရာသီဥတုတန်းကြောင့်ဒေသခံတွေရဲ့နေစဉ်ဘဝဟာအဆောက်အုံတွင်းမှာသာလဲပတ်နေပါတယ်။အပြင်ဘက်မှာရှိတဲ့တစ်ခုတည်းသောအလယ်တန်းကျောင်းကိုသွားဖို့အတွက်တောင်အဆောက်အုံရဲ့မြေအောက်လှိုင်ကောင်းလမ်းကိုအသုံးပြုပြီးသွားလာကြရပါတယ်။ဒါဟာကျောင်းသားတွေနဲ့ဆရာမတွေအပြင်ဘက်လမ်းလျှောက်သွားလာတဲ့အန္တရာယ်ကိုလုံးဝရှောင်ရှားနိုင်ဖို့ပဲဖြစ်ပါတယ်။ဒါကြောင့်ဆောင်းရာသီကာလမှာဝစ်တီယာမြို့ဟာအပြင်ဘက်ကကြည့်ရင်တိတ်ဆိတ်အေးခဲနေပေမဲ့ Biggest Tower ထဲမှာတော့မြို့သူမြို့သားတွေရဲ့ဘဝကလုံခြုံစွာလဲပတ်နေတာကိုတွေ့ရပါတယ်။ဒီမြို့လေးရဲ့ထူးခြားတဲ့နေထိုင်မှုပုံစံကြောင့်ကမ္ဘာလက်ခီးသည်တွေရဲ့စိတ်ဝင်စားမှုကိုလည်းတော်တော်လေးရရှိခဲ့ပါတယ်။နွေရာသီမှာဆိုရင်ခီးသွားသင်္ဘောကြီးတွေဟာလက်စကားရေခဲမြစ်တွေကိုလာရောက်ကြည့်ရှုကြရင်ဝစ်တီယာစိတ်ကမ်းကိုစိုက်ကပ်လေရှိပါတယ်။ခရီးသွားတွေကအဆောက်အုံတစ်လုံးထဲမှာလုံခြုံစွာနေထိုင်တဲ့ဒီမျိုးလေးရဲ့ထူးခြားတဲ့ယဉ်ကျေးမှုကိုမျက်ဝါးထင်ထင်ကြည့်ရှုခြင်းကြတာကြောင့်မျက်စိကျစရာနေရာတစ်ခုဖြစ်လာတာဖြစ်ပါတယ်။ပြင်းထန်တဲ့ရာသီဥတုတန်းကိုနီးပညာစုပေါင်းနေထိုင်မှုပုံစံနဲ့အန်တုနေတဲ့လက်စကားရဲ့လှုပ်ဝက်စိတ်ကမ်းမျိုးလေးဝစ်တီယာကတော့စိတ်ဝင်စားဖို့ကောင်းတဲ့နေရာတစ်ခုပဲဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့အေးတဲ့ရာသီဥတုတန်းကိုရှောင်ပြီးအဆောက်အုံတစ်လုံးထဲမှာမြို့သူမြို့သားတွေနဲ့စုပေါင်းနေထိုင်ရမယ့်ဒီဘဝမျိုးကိုပြည်သက်ကြီးလက်ခံနိုင်မလား။ဝင်ရောက်ဆွေးနွေးပေးခဲ့ပါအောင်ခင်ဗျာ။